သူကဒါပြင်ဖြစ်ချင်လို့ဒါတိုင်းကျင့်နေတယ်သူကျင့်နေတဲ့ပုံစံကတမျိုးလေးတခုခုနဲ့တူနေတယ်လို့ဖြစ်နေတယ်တခြားသူတွေလည်းသူ့ကိုယူသွားပြီးထင်နေကြတယ်ဒါပေမဲ့ဒီလိုလုံးနေရင်ဒါပြင်ဖြစ်လာမယ်ဆိုတာသူယုံတယ်တကယ်တော့ဒါတစ်ခါထုတ်လိုက်တိုင်းဓပညာကတဆင့်တိုးနေတယ်ဒီလိုကျင့်တာအခါတသိမ့်ဖြစ်ရင်ဒါပြင်ဖြစ်ပြီးဒါကြောင့်နေရောညပါဒီတိုင်းခွက်ကိုပဲကျင့်နေခဲ့တယ်အပြင်မှာလင်းချင်းခံရင်ကျင့်တယ်အိမ်ထဲမှာအိတ်နေခင်လည်းကျင့်တယ်သူကျင့်နေတာသူ့အမမြင်သွားတော့မျက်လုံးတွေပြူးကုန်တယ်သူကတော့လုံးဝမနာဘူးဒါပြင်ဖြစ်ဖို့အခါတသိမ့်ပြဖို့စူးစမ်းနေကျင့်နေအရင်20ကြာလာတဲ့အခါသူကအချိန်ကိုတောင်းရနေပြီတနေ့တော့တိုင်းပြိုင်ပွဲတစ်ခုကျင်းပါတယ်ဒါသမားတွေကအကြီးကဲကိုဂါရဝပြုနေကြပေမဲ့သူကတော့ဒါတိုင်းကျင့်နေသူစီကအတန်းကြောင့်တခြားသူတွေကစိတ်အနှောင့်အယှက်ဖြစ်နေပြီပြီးတော့သူ့ကိုအယူဆိုပြီးလှောင်ပြောင်ကြရတယ်ဓပညာမတက်ဘူးဆိုပြီးပြောကြရတယ်မကြခင်မှာပဲပြိုင်ပွဲကဆက်လာတယ်ဒါသမားတယောက်ကစင်မော်ကိုတက်ပြီးစင်ခေါ်တယ်ဗဒါသမားကိုမဆိုးသူအနိုင်ယူနိုင်တယ်လို့ကြွေးကြော်လိုက်တယ်သူ့ရဲ့အမကရင်းသွားပြီးဒါသမားကိုပြိုင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့3ချက်လက်ပြီးတာနဲ့ဒါသမားကသူမကိုအနိုင်ယူလိုက်တယ်ဒါသမားရဲ့ပညာကိုအားလုံးအားတင်သွားကြတယ်အဲ့ဒီချိန်မှာသူကတော့သူ့ဓာတိုင်းကိုပဲကျင့်နေတယ်သူ့ကိုမကျင့်တဲ့သူ့အကိုကဒါသမားကိုသွားပြိုင်ဖို့စင်ပေါ်ကိုတက်ခိုင်းတယ်သူလက်တိုက်ခိုက်ဖို့သဘောတူလိုက်ရတယ်သူတက်လာတော့ဒါသမားကလောင်ရလိုက်တယ်အခုချက်ချင်းတောင်းပန်ညတာပေးမယ်လို့ပြောတယ်ဒါပေမဲ့သူကလက်မခံပဲဓာကိုဆွဲထုတ်လိုက်တယ်ဒါသမားကလည်းတိုက်ဖို့ပြင်လိုက်တာနဲ့သူကဓာကိုပြန်ထည့်လိုက်တယ်အားလုံးကလည်းစိတ်ပြက်သွားတယ်သူကဓာတိုင်းကိုဆက်ကျင့်နေပြန်တယ်အချိန်တသိမ့်ပြီဖို့အခါ60ပဲလို့တော့တယ်သူလည်းအမြန်ဆက်တိုက်ကျင့်နေတော့ဓာသမားကလည်းအခွက်လာပြောင်းနေတယ်ဆိုပြီးကန်ထည့်လိုက်တယ်သူကလည်းနောက်ကိုလွင့်သွားပေမဲ့ဂယုမဆိုင်ဘူးဓာတိုင်းပဲကျင့်နေတယ်ဓာသမားလည်းစိတ်မရှိတော့ပဲအဆုံးသတ်ဖို့ဝင်လာတဲ့အချိန်မှာပဲသူကအချိန်တသိမ့်ပြည့်သွားခဲ့တယ်ချက်ချင်းရွှေအောင်လင်းနှန်းတွေနဲ့အတူသူလည်းဘယ်သူမှမရှင်နိုင်တဲ့ဓာပြင်ဖြစ်သွားခဲ့တယ်သူကဘာမှတောင်မလုပ်ရသေးဘူးဓာသမားကတော့လွင့်ထွက်သွားခဲ့တယ်ဓာပြင်ဖြစ်ချင်တဲ့သူတွေရှိရင်အဲ့ဒီနီတိုင်းသာလုပ်ကြပါ